မင်္ဂလာရှိသောကောင်းမြတ်တဲ့နေ့လေးဖြစ်ပါစေလို့ဥစွာပထမတောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်။ဦးဇင်းယခုရွတ်ဖတ်ပူဇော်မယ်အင်္ဂုလိမာလာတုတ်ပိဋတရားတော်မြတ်ကိုဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးခုနှစ်ရသားသမီးမိသားစုများအားလုံးရိုးသေးသေးယုံယုံကြည်ကြည်လေးလေးစားစားဖြင့်ရွတ်ဖတ်ပူဇော်တရစေနာယူကြပါကုန်အင်္ဂုလိမာလာတုတ်ပိဋတရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေနာယူခြင်းအပြင်ကိုယ်ဝန်သည်မိခင်များမွေးဖွားရလွယ်ကူစေပါတယ်မွေးဖွားတန်းစင်ပြီးတော့ကလေးနဲ့မိခင်သည်လည်းချမ်းသာစေပါတယ်ဒါကြောင့်မို့မိဖွားလူပြီးအင်္ဂုလိရွတ်ပြီးပရိတ်သောဆိုဒီအတိုင်းအင်္ဂုလိမာလာတုတ်ပိဋတရားတော်မြတ်ကိုဓမ္မမိတ်ဆွေတော်မျိုးတော်များအလုံးယုံယုံကြည်ကြည်ရိုးသေးသေးလေးလေးစားစားဖြင့်ရွတ်ဖတ်ပူဇော်ကြပါကုန်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗရိဒံယမနန္တတနိဒိဏဒါနဒောဝနံဩရကံဘေဝိနာတေတိသဗ္ဗမေဝပရိတယံဒုတိနာကဘောဒါနယင်သတရေတိတင်ခနေထေရသင်္ဂုလိမာလတလောကနာထေနဘာတိတံကပ္ပရာယိမာတေဇံပရိဒံဓမ္မရာမဟေယာတောဟံဘဂိနိအရိယယာဇာတိယာဇာတောနာဘိဇာနာမိတေစိစ္ဆပါဏံဇိဝိတာဩရောပေတာဒေနသစ္စေနာဒုတိတေဟောတုဒုတိကပ္ပတအင်္ဂုလိမာလာသုတ်တံနေတိဓမ္မဗယဇယံတောဘောရိယမူလေသကြနနန္တိဝဒ္ဒနောဧဝမေဝဇယဟောတုဇယတုဇယမင်္ဂလေအပရာဇိတာပလင်္ကေတိတိပုထုဝိပုဂ္ဂလေအဘိသေကေသဗ္ဗဗုဒ္ဓနာကပတောပမောဒတိသုနကတံသုမင်္ဂလံသုပဗရံသူဟောတိတံဒုက္ခနောသူမုဟုတ်တောဇသူယိဋ္ဌံဗျမဇာရိတုပရခိဏံကာယကမံဝါစာကမံပရခိဏံမနောကမံပဏိတိတေပရခိနေပရခိနာနိကတဝနာလဗန္တတိပရခိနေဒီအတ္တလတ္ထသူကိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသူကိတာဟောထသာတဗေဟိညာတိပိဒီအတ္တလတ္ထသူကိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသူကိတာဟောထသာတဗေဟိညာတိပိဒီအတ္တလတ္ထသူကိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသူကိတာဟောထသဟတဗေဟိညာတိပိအင်္ဂုလိမာလာတုတ်ပိဋတရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေနာယူကြကုန်သောဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့သည်ခုနှစ်ရသားသမီးမိသားစုအပေါင်းသူတော်ကောင်းတို့သည်အင်္ဂုလိမာလာတုတ်ပိဋတရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေနာယူရခြင်းအကျိုးအကြေးကိုယ်ဆောင်မိခင်များသားသည်မိခင်များလွယ်ကူစွာမွေးဖွားတတ်စေနိုင်ကြပါစေမွေးဖွားတတ်စဉ်ကြသောကိုယ်ဆောင်မိခင်များနှင့်မွေးဖွားတတ်စဉ်သောသားယတနာသမီးယတနာလေးတို့သည်လည်းကျမ်းမာခြင်းချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပါစေကုန်သတည်းသာဓုသာဓုသာဓု